ပြီးတော့ဒီမှာဆိုလို့ရှိရင်မပြောလို့ကမျက်နှာချက်ကိုဒီဇိုင်းဆန်းဆန်းလေးတော့လုပ်ပေးထားတယ်ပြီးတဲ့အခါကျအိမ်ဒီရဲ့တိုက်ခိုင်ရဲ့ height ကိုလည်းမနှိမ့်သွားအောင်လို့မပြောလို့လုပ်နေကြအတိုင်းပဲဒီဘင်းတွေကိုမပြောလို့မဖြောက်လိုက်ဘူးမဖြောက်လိုက်ပဲနဲ့မပြောလို့ဘင်းအပေါ်ကိုတင်လိုက်တာဘင်းအပေါ်တင်ပေမဲ့လည်းဒီဇိုင်းလည်းပါရတယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးသွားတာပေါ့တကယ်လို့အကယ်၍မပြောလို့ဒီမျက်နှာချက်မလုပ်ဘူးဒီမီးတွေဆင်ပြန်ရင်ကျတော့လည်းမီးကြိုးတွေပေါ်မှာလေအဲ့တော့မပြောလို့မီးကြိုးတွေပေါ်လို့လည်းမဖြစ်တဲ့အတွက်ကြောင့်မလို့မျက်နှာချက်တော့ထည့်ရတာပေါ့နော်ဒီလိုမျိုးပုံစံမျိုးလေးသွားတယ်အခုတော့အိမ်ကလေအပေါ်ဆုံး16လော်လည်းဖြစ်တဲ့အခါကျတော့အရန်နဲ့လင်းထိန်ပြီးတော့မှအေးစစ်စစ်နေလို့ရပါဘူးနှစ်ကမီးမလာရင်တော့နေလို့ရတယ်ဒါကတော့မျိုးတို့ကအခုကမီးလေးတွေမီးလာတဲ့ချိန်ဆိုတော့မီးလေးတွေဖွင့်ပေးထားတာပေါ့နော်ဒီကနေသွားမယ်ဆိုရင်ဒီဟာလေးကကျတော့ပြောမှဆိုလို့ရှိရင်ရှောက်လန်းဒီအိမ်မှာကျတော့ကောင်းတာကျတော့အခန်း3ခန်းပါတယ်မာစတာခန်းတစ်ခန်းနဲ့ single bed တော့2ခန်းပါတယ်ပြီးတဲ့အခါကျလို့ရှိရင်ဒါလေးကကျတော့ kitchen ပေါ့ကဲချမ်းမဆိုလို့ရှိရင်ဒီကတော့မိဖို့ချက်မဲ့နေရလေအပေါ်ကပင်းနဲ့တရားကွန်ဒိုကနေပြီးတော့ပါတယ်ဒီကောင်နာပါတယ်ပေါ့မပြောတော့ဒီဂျန်ကင်းခင်းပေးတယ်နော်သူကဒုံမသွားတယ်ဒီမှာညီမလေးရက်နေတဲ့နေရာလေးကကျတော့ဒါပထမဦးဆုံး single bed room 1ပေါ့နော်ဒီမှာအခန်းမှာမပြောလို့မျက်နှာချက်လေးလုပ်ပေးထားပါတယ်မျက်နှာချက်လေးမှာဆိုလို့ရှိရင်လှတဲ့မီလိုင်းလေးပေါ့နော်ဒီဟာလေးကဆိုရင်အပြင်ဒီမှာမီလေးက1ရောင်2ရောင်3ရောင်မှာမီလေးက3ရောင်ပါမယ်ပေါ့နော်ဒါလေးတွေနဲ့ပဲအလားဆင်ရတဲ့ပုံစံမျိုးဒါရှောက်လမ်းမှာဆိုလို့ရှိရင်လည်းမပြောလို့ပုံမှန်လုံးနေတဲ့ light tray တိုင်းမလုပ်ဘဲနဲ့စမ်းအောင်လို့ဒီလိုမျိုးလေးပုံစံလေးဘယ်ညာ light tray ချာကျတော့ရှောက်လာတယ်နည်းကျင်းတဲ့ခါကျတော့ဘယ်ညာဆိုလို့ရှိရင်ပြုတ်သွားပြီးတော့လေလူကပြူးပြူးကြီးဖြစ်သွားမှာပေါ့နော်ဒီမှာပြောချင်တာကဒီမှာပါဒီမှာဆိုလို့ရှိရင်ဒါငကိုကပါတယ်ညနေချက်ပေါ့ငကိုကပါတယ်ညနေချက်ဆိုလို့ရှိရင်မပြောလို့ဒါဘင်းသာတကယ်လို့မပြောတော့ဒီကွန်ဒိုကိုဘင်းနေတာပျောက်သွားအောင်လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီလောက်လေးပဲကြံပါဒါတော့လည်းပဲကြံမယ်ဆိုဘယ်လိုခံစားရမလဲဆိုတော့အသက်ရှူကျက်စေတဲ့ခံစားချက်ကိုရစေမှာပေါ့နော်အဲ့တော့မမျိုးတို့ကအသက်ရှူကျက်စေတဲ့ခံစားချက်ကိုမရအောင်ဘင်းတွေကိုဖော်ရတဲ့ရည်ရွယ်ချက်ကဒီလိုမျိုးပေါ့နော်တစ်ချက်ပိုးဟိုနားလေးကနေရိုက်ပြပေးလိုက်ပြမယ်နော်ဒီကနေဆိုလို့ရှိရင်တော်တော်ကြီးကိုဘယ်လောက်ကွာသွားလဲဆိုတာမျိုးလေဒီဘက်ကဆိုလို့ရှိရင်ကျတော့မမျိုးတို့လောက်ထားတဲ့နည်းနည်းချက်အမြင့်ပဲဆက်လက်နည်းနည်းချက်အမြင့်ဒါကကျတော့ငကိုပါတဲ့နည်းနည်းချက်ဘင်းကိုဖျောက်ထားတဲ့နည်းနည်းချက်နော်အဲ့လိုမျိုးဆိုတော့အားကြောင့်မလို့ဒီဘင်းတွေကိုဖော်ပြီးတော့မြင်ရတဲ့ရည်ရွယ်ချက်ကဒီလိုမျိုးအဲ့လိုမျိုးပေါ့နော်မြင်းစေပြီးတော့အိမ်ကိုကျဲစေတဲ့ခံစားချက်ကိုရအောင်လို့မပြောတော့မြင်တာမပြောတော့ဒါပို့ပြီးတော့မှလက်ဝင်သေးတယ်ပေါ့နော်ဒါပေမဲ့လည်းအဆင်ပြေပါတယ်ဒါကဒုတိယခန်းပါဒုတိယခန်းပါဆိုလို့ရှိရင်ကျတော့မျက်နှာချက်ပုံစံလေးကအဝိုက်လေးနဲ့ဒါပုံစံတစ်မျိုးမီးလေးကလည်းနောက်တစ်မျိုးသုံးပေးထားပါတယ်ဟာဒါ light tray မှာ1ရောင်2ရောင်မှအဖြူလေးနဲ့ဟိုပါလေးနော်ဒါလေးနဲ့ဆိုလို့ရှိရင်3ရောင်ပေါ့နော်သူအဲ့လိုလုပ်ပေးထားတယ်ပြီးရကကြလို့ရှိရင်ဒါကတော့မပြောလို့ဒီမှာဆိုလို့ရှိရင်အပေါ်တကနေပြီးတော့ safety အတွက်လည်းတန်ပန်းလေးတက်ပေးထားတယ်ခုနကဘာသာတကားပါတယ်ဒီမှာမပြောလို့အိတ်ခမ်းနဲ့အချီချိုးကန်းထဲမှာဆိုရင်ဒီမှာနဲ့ဒီတပေါက်နဲ့ပေါ့နော်ဒါတန်ပန်းတက်ပေးထားတယ်နေရလာတဲ့လူတွေရဲ့ခံစားချက်ကကြတော့လေဘယ်လိုမျိုးမကြိုက်ဘူးလဲဆိုတော့ပိတ်နေတဲ့ခံစားချက်မျိုးမကြိုက်ဘူးမကြိုက်တဲ့အတွက်ကြောင့်မပြောလို့ runner တို့ brain box တွေမှာတန်ပန်းနေဆန်းရှိတ်တွေမတက်ဘူးပေါ့နော်ဒါပေမဲ့ကွန်ဒိုရဲ့ဒီထုံးစံအရာကလည်းဆန်းရှိတ်တော့တက်လို့ရမယ်မထင်ဘူးပေါ့နော်တန်ပန်းကြတော့ဒီဘက်ကနောက်မှာလေကားရှိရကွာအဲကွန်းနေထားတဲ့လေကားရှိရအဲ့ဒါဆိုတော့ဒီဟာလေးကကြတော့မပြောလို့ safety အတွက်တက်ရပါပေါ့နော်ဒီမှာကျတော့သူကလူကဒီကနေကူးလို့ရဒီပေါက်ကြတာအကျယ်ကြီးပဲဆိုတော့လေအဲ့အတွက်ဒီဟာ safety အတွက်မပြောလို့တက်တာပေါ့နော်အဲ့လိုမျိုးလေးရှိရဲ